ကေပါရှင်ဒီနေ့ပြောပြမယ့်အကြောင်းလေးကတော့ဟုတ်ကဲ့ပေါ့နော်ဒီပတ်ဆိုင်တွေဒီပတ်ဆိုင်တွေကအရာလေးတစ်ခုပေါ့နော်ဒီပတ်ဆိုင်တွေကအရာလေးတစ်ခုကိုပြောပြမှာဖြစ်ပါတယ်အဲ့ဆိုတာသိချင်တော့ဆက်ပြီးတော့ကြည့်သွားလိုက်ပေါ့နော်ဆက်ပြီးတော့ဗီဒီယိုဆုံးတဲ့အထိကြည့်ရှုသွားလိုက်ပေါ့နော်ဒီပတ်ဆိုင်လေးကိုပြဘူးတာလည်းရှိခဲ့ပေါ့နော်ဗီဒီယိုတွေလည်းရှိခဲ့ဒီပတ်ဆိုင်တွေမှာအဲ့စင်တော့ပေါ့နော်ဘယ်လိုပြောမလဲဒီပတ်ဆိုင်တွေမှာကေရဲ့နှလုံးသားတွေကအတူပါဒီပတ်ဆိုင်တွေဝင်နေရဒီပတ်ဆိုင်တွေမှာရှိနေအဲ့ဒါကိုပြန်ပြီးတော့ပြချင်တာပေါ့နော်ပြန်ပြီးတော့ပြချင်တာဒီမှာလေဒီမှာဒီလူသားနည်းနည်းမှောင်နေတယ် lighting ကနည်းနည်းမှောင်နေတဲ့အတွက်ကြောင့်မို့လို့မျက်နှာလည်းမဲနေမယ်ပြီးတော့ပြချင်တဲ့လူပေါ့နော်နှလုံးသားတဲ့လူပေါ့နော်ပတ်ဆိုင်တွေရောက်နေတာပြချင်တာကလည်းနည်းနည်းဝဝဖြစ်နေမယ်ပေါ့နော်တိမှာပါဒီလူလဲဆိုတာတော့ကောင်းကောင်းသိမှာဒီမှာပေါ့နော်ဒီဘက်မှာလည်းအဲ့လိုမျိုးဒီပတ်ဆိုင်လေးကိုဝင်ရတဲ့အကြောင်းအရာလေးလုံးဝချစ်ကိုကောင်းတဲ့တီတာအဲ့လိုမျိုးတီတော့လေးဒီလိုဘယ်လိုပြောမလဲခါငယ်ပုံစံဒီလားလို့ဝိုင်းဖောင်းလေးရအောင်မှသူကအဲ့လိုမျိုးဒီမှာဒီကတော့ပတ်စံထဲတာပေါ့နော်ကိမှာတော့အကျွေးပဲရှိရောထော်လာတွေပဲရှိရောပေါ့နော်ထော်လာပဲရှိရောဒီလိုဆွဲလိုက်မယ်ပြီးလို့ရှိရင်တော့ဒီလိုလေးဖွင့်လို့ရတယ်ဖွင့်လို့ရှိရင်ဒီဘက်မှာလည်းဒီဘက်မှာလည်းအကန့်နေထည့်လို့ရတယ်ပေါ့နော်ဒီဘက်မှာအကန့်နေထည့်လို့ရတယ်ဒီဘက်မှာထည့်လို့ရတယ်ပြီးတော့ဒီမှာဓပုံထည့်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာလည်းကိုယ့်ရဲ့လေးစားကလေးပဲဖြစ်ပြီးကိုယ့်ရဲ့ကတ်တွေပေါ့နော်တစ်ခုထည့်လို့ရတယ်ကေကတ်မထည့်ဘူးပါဘူးဆိုကေကလုပ်ငန်းရှင်လည်းမဟုတ်ဘူးစီးပွားရေးတမလည်းမဟုတ်ဘူးအဲ့ဒီကြောင့်မလို့ဘယ်ပြောမလဲကေထည့်ခြင်းနဲ့ဟာဒီပဲထည့်တယ်ပေါ့နော်အထူးသဖြင့်ကတော့ကင်းနှလုံးထဲကလူကိုထည့်ထားတယ်ပေါ့နော်ဒီမှာဆိုရှင်မှာ3စင်ရှိတယ်ဒီမှာဆို3စင်ကေကဟိုပတ်ဆိုင်ကို review ပေးချင်တာမဟုတ်ဘူးကေရဲ့ပတ်ဆိုင်ကို review ပေးချင်တာမဟုတ်ဘူးအထူးသဖြင့်ဘယ်လိုပြောမလဲဒီနှလုံးသားရဲ့လူကဒီထဲမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီလိုပြောချင်လို့ဒီလိုပြောချင်လို့ဒီဟရာပါနေတာပေါ့နော်ဒီအကြောင်းကပါနေတာအမှန်တကယ်တော့ဒီဟာကို main မပြောဘူးပြောချင်တာအဓိကပုံလေးတွေရှိပါတယ်ပုံလေးတွေဒါကတော့ဒီပုံလေးကိုကုပြည့်ရတဲ့အကြောင်းရင်းကတော့ဘယ်လိုပြောမလဲကိုကအလုံးဝသူ့ရဲ့ကြိုက်တဲ့သူကကြိုက်တဲ့ favorite ရောင်ကအဝါပေါ့နော်အဝါလည်းဖြစ်တယ်ပြီးတော့လည်းများသောအားဖြင့်ဝီလီဝီတာရှိတာအဝါနဲ့အနက်ကိုပို့ပြီးတော့ဝတ်တယ်ပေါ့နော် black နဲ့ရဲလို့တော့ကိုကလုံးဝ favorite ထင်ပါတယ်နော်ပြီးတော့အဲ့လိုမျိုးကိုကလုံးဝအဝါလေးနဲ့လုံးဝလိုက်တယ်အဝါလေးနဲ့ရမ်းလိုက်ကိုကြိုက်တဲ့အဝါလေးနဲ့ရမ်းလိုက်ပါတယ်ကိုကပြုံးရလေးကြည့်လုံးဝနော်ဒီကကိုတောင်းနေကြ secret တော့မဟုတ်ဘူးဒါဟိုဆေးလိပ်ဟိုလားမသိဘူးဆေးလိပ်ဘယ်လိုခေါ်မလဲမသိဘူးဒါမှကေတော့မသိဘူးမပြောပြတတ်ဘူးဒါပေမဲ့သိရပေါ့နော်အပြားတော့ရှင်းမပြတတ်ဘူးမနည်းအေးရမိုက်တယ်နော်လုံးဝနောက်ကနေနောက်က background ကလုံးဝတဘာဝဆန်တယ်နော်လုံးဝတဘာဝဆန်ပါတယ်ဒါကတော့ဆိုင်တဲ့ဆိုင်မှာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်တကယ်လည်းဖြစ်နိုင်ပါတယ်မှကြည့်ပါနောက်တစ်ခုကတော့ဒီမှာအဓိကပြောပြခြင်းတဲ့အကြောင်းပြခြင်းတဲ့အကြောင်းရင်းကတော့ဒီဟာလေးပါယူရိုလည်းတီးမယ်ထင်တယ်တင်ဘူးတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီး notification ဒီဟာလေးနဲ့ပတ်သက်ပြီးဒါကတော့လူဘယ်လိုလဲတာမန်လူတွေအတွက်ကတော့ဒါတာမန်notification လို့ပဲထင်ပါဒါပေမဲ့အတွက်ကတော့လုံးဝတာမန်မဟုတ်ပါဘူးလုံးဝတာမန်မဟုတ်ပါဘူးအဲ့လိုဆိုတော့နှလုံးသားရဲ့ကိုကကိုလက်ဆောင်ပြီးသွားတာပါလက်ဆောင်ပြီးသွားဆိုတာကတော့ဟိုပါပေါ့နော်ဒါအသေး real လေးပြီးသွားတာဒါကိုကေကဒါကိုတင်ထားခြင်းလို့အထူးသဖြင့်ဒီလိုပတ်ဆိုင်လေးထဲမှာထည့်ထားခြင်းလို့ဒီလိုကက်ကလေးထုတ်ပြီးတော့တင်ထားရပါပြီးစင်တော့ဒီမှာကေကလိုမျိုးတခုကေရန်တဲ့ favorite အရာတွေဆိုရှင်အဲ့လိုမျိုးအချိန်ခါနဲ့အဲ့လိုမျိုးတိတိကျကျကိုမှတ်ထားတယ်တိကျကိုတင်ဆဲထားတယ်ပေါ့နော်အဲ့လိုမျိုးအထူးသဖြင့်ကိုနဲ့ပတ်သက်တဲ့အရာမှန်တယ်မရဘူးဒီမှာပေါ့နည်းနည်းမှောင်နေရသေးလားlighting ကတိတ်မကောင်းအဲ့လိုမျိုးပေါ့နော်ကေကလည်းမေ့သွားတယ်ရှေ့မှာ lighting ထိုးမထားမိဘူးဒါပေမဲ့ရပါတယ်ပြောချင်တဲ့အကြောင်းအရာတွေကိုဒီ channel လေးပြီးရပါလေဟုတ်တယ်မလားဒါကိမျက်နှာကိုပြချင်လို့မဟုတ်ဘူးနော်
ဒီမှာဒါမဲ့ကိုပြချင်တဲ့ဟာတိတ်မလို့ဒါဘာဖြစ်လို့ဆိုတော့နောက်ကဟာလဲဟိုအနက်ရောင်ဖြစ်နေတော့လေဒီမှာမြင်ရမလားတော့မသိဘူးမမြင်ရလို့ရှိရင်တေချာ site ကြည့်မှမြင်ရမယ်ပေါ့နော်ဒီမှာအိမ်မှတ်ထားတဲ့အမှတ်စာသားလေးနော်ဘယ်နှစ်လရက်ဆွဲဘယ်ချိန်ဘယ်နှမိနစ်စက္ကန့်နိုင်မိနစ်တည်းအစကိမှတ်ထားပါတယ်အဲ့လေးဖြစ်ချင်လို့ပါဒီကလေးလုံးဝတမိုးဖြစ်နိုင်တဲ့အရာလေးပေါ့နော်ဒါလေးပါအဲ့ဒါလေးကိုပြန်ပြီးတော့ထည့်ပါမယ်နှလုံးသားရဲ့လူကြီးနှလုံးသားရဲ့တွေကအဲ့လိုမျိုးကြီးရဲ့ပစိန်ထဲကိုဝင်နေတာသိလားအဲ့မဲ့ကိုယ်တိုင်ဝင်တာမဟုတ်ကြီးကိုယ်တိုင်ထည့်ထားတာအဲ့ဒါပြောချင်တာဒီပစိန်ကြီးရဲ့ချစ်ကိုကောင်းတယ်နော်အဲ့လိုမျိုးသူများရဲ့အဲ့လိုမျိုးအနက်တွေအသုံးရတယ်ဒီကိုယ်တိုင်အဲ့လိုမျိုးအနက်ကိုကြိုက်ကြတော့မရှိဘူးဒါပေမဲ့ပစိန်ဆိုအနက်သုံးတာမရှိဒါပေမဲ့အနက်သုံးကြည့်လိုက်တယ်ဘာဖြစ်လို့အဲ့လိုမျိုးအနက်ကားတယ်အဲ့လိုပစံရဲ့နက်ကားတယ်ပစံငွေဝင်တယ်ငွေမြဲတယ်အဲ့လိုပြောကြတာပဲနော်ဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့ငွေဝင်တယ်ငွေမြဲတယ်ဆိုတာဒါကိုပုံမှုတည်ရတယ်ဟုတ်တယ်မကိုတော့ရင်ကုန်မတော့ရင်မကုန်ထားပဲဟုတ်တယ်ပါအဲ့လိုပါပဲ Thank you